တလို့လာတဲ့နောက်ညက်အစ်စ်ကလေးကိုရောင်းဖို့လုပ်ရင်းနဲ့မှလုံနီလေးပါတင်ကျင်စိတ်ဖြစ်သွားတော့တခါတည်းရိုက်ပြီးတော့မှတင်ပေးလိုက်ပါတယ်။လုံနီလေးကလည်းလွယ်တော့စိတ်ဝင်စားရင်လည်းလုပ်ကြည့်ကြနော်။လိုအပ်တဲ့ဖဲကတော့တလက်မမှန်စာနဲ့တလက်မစာလီ2မျိုးပါ။နှစ်ခုတွဲပြီးချုပ်မှမို့ဖျက်ရမယ့်အတိုင်းအတာလေးကတော့တစ်ခုကို2ပေသို့မဟုတ်24လက်မှစီဖြတ်ပေးရမှာပါ။မှန်စာလေးကိုတော့သူအနားဖွာတော့အနားလေးကိုတော့မိချစ်လေးနဲ့တက်ပေးပါမယ်။စာလေးကတော့မလုပ်လဲရတယ်ပေါ့နော်။ပြီးရင်တော့ဒီနှစ်ခုကိုထပ်ပြီးတော့မှချုပ်ပါမယ်။ချုပ်တဲ့အခါကျရင်စာလေးကိုအပေါ်ကထားမယ်။မှန်စာလေးကိုအောက်ကထားမယ်။ပြီးရင်စပြီးတော့မှချုပ်မယ်။အခုလိုမျိုးဒီအနားတွန့်လေးပေါ့နော်။စာအနားတွန့်လေးတွေကိုတစ်ခုချင်းစီတစ်ကွက်စီကြောပြီးတော့မှချုပ်ပြီးသွားပါမယ်။အဲ့လိုချုပ်တာညီတဲ့ခါကျမှဒီအတွန့်လေးတွေကလည်းညီလေးနဲ့ကြည့်လို့လာမှာပေါ့နော်ချုပ်တာမညီဘူးဆိုရင်အတွန့်တွေကလည်းကြီးလိုက်တီလိုက်နဲ့ကြည့်ရတာအဆင်မပြေဘူးပေါ့နော်ဒီတိုင်းလေးကိုမှအဆုံးထိချုပ်ပေးသွားပါမယ်ချုပ်ရင်းနဲ့မှဒီမှန်စာလေးပုံနေရလေးရှိနေတယ်ပြန်ပြီးတော့မှဖြတ်ပြီးဖယ်ပေးလိုက်ပါမယ်ပြီးရင်တော့အချီလေးကိုဖြည်းဖြည်းချင်းဆွဲပြီးတော့မှချုပ်ပေးလိုက်ပါမယ်ပြီးရင်အတွန်းလေးတွေကိုတိကျပြန်ဖြန့်ပြီးတော့မှစအောင်ဆုံးချုပ်ခဲ့တဲ့အမတ်လေးပေါ့နော်စမတ်ကလေးနဲ့တွဲပြီးတော့မှပြန်ချုပ်ပေးပါမယ်ပြီးတော့ရင်တော့ခုနကစာနဲ့ဒီမှန်စာလေးနဲ့နှစ်ခုတွဲပြီးတော့မှချုပ်ခဲ့တာဖြစ်လို့ဒီတွဲရက်ကက်နေတဲ့ဒီမှန်စာနဲ့စာလေးကိုခွာပြီးတော့မှဖြန့်ပေးလိုက်ပါမယ်အခုလုပ်သလိုမျိုးလေးပေါ့နော်နှစ်ခုကိုဖြည်းဖြည်းချင်းဖြန့်ပြီးတော့မှဖယ်ပေးလိုက်မယ်မှန်စာဘက်ကကျတော့အပေါ်မှာထားမှဖြစ်လို့သူ့ကိုတော့ဖောင်းဖောင်းလုံးလုံးလေးဖြစ်အောင်ပုံဖော်ပေးမယ်ပေါ့နော်။နောက်စာကကျတော့အောက်ခြေမှာထားမှဖြစ်လို့သူကတော့ဒီအပြားချက်လေးတိုင်းပဲထားပေးမယ်။ပြီးရင်အပွင့်လေးတွေတက်ရအောင်လို့ဒီလိုဖက်အစလေးနဲ့ပြန်ပြီးတော့မှကပ်ပေးပါမယ်။ဒါဆိုရင်တော့ကိုယ်အပွင့်လေးတွေကတက်ရက်လေးဖြစ်သွားမှာပေါ့နော်။ပြီးရင်ကလစ်မှာကတ်တဲ့ခါကျရင်လည်းပိုပြီးတော့မှမြဲပြီးပိုခိုင်ပါတယ်။ခုလိုလေးပဲကျန်တဲ့ဟာတွေအကုန်လုံးလည်းလိုက်ပြီးကပ်ပေးပါမယ်ပြီးရင်တော့ဒါကတော့ 11cm clock လေးပေါ့နော်ဒီကလေးလေးမှာအလဲကနေစပြီးတော့မှကပ်မယ်ထိတ်ကနေစကပ်ရင်ကြတော့အပွင့်နေရမညီမှာဆိုလို့အလဲကနေအရင်ဆုံးကပ်မယ်ပြီးမှကျန်တဲ့နှစ်ဖက်ကိုတစ်ခုချင်းစီပြန်ကပ်ပေးပါမယ်အခုဆိုရင်တော့တစ်ချမ်းကတ်လို့ပြီးသွားပြီပေါ့နော်ကျန်တဲ့တစ်ချမ်းကိုလည်းအိုက်တိုင်းလေးပဲကတ်ပေးပါမယ်ဒါဆိုရင်တော့ချစ်စရာကောင်းပြီးရမ်းလာတဲ့နောက်ညက်ကလစ်လေးရသွားပါပြီအားလုံးပဲလိုက်လို့ကြည့်လို့အဆင်ပြေပါစေအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်